ဇလိုင်းဆက်မှာတော့ဂျင်ဦးတယောက်ဇက်တိုက်မြင်နေတဲ့ဖုန်းခေါ်တဲ့ကြောင့်အိမ်နေရာကနေလန်နိုးလာခဲ့ပါတယ်။ဖုန်းကိုယူကြည့်လိုက်တော့ညီမဖြစ်သူဂျင်နာစီကဖြစ်နေခဲ့ပြီးသူမကဂျင်ဦးကိုအိယာကထားဖို့နဲ့မိဘဆရာတွေ့ဆုံမှုရှိတဲ့အကြောင်းလှမ်းသတိပေးခဲ့ပါတယ်။ဒီအခါမှသတိရသွားတဲ့ဂျင်ဦးကလည်းအမြန်ပြင်ဆင်လိုက်ပြီးကျောင်းကိုထွက်လာလိုက်ပါတယ်။ကျောင်းရောက်တော့ထူးခြားခြားတက်ရနေတဲ့အကိုဖြစ်သူကိုကြည့်ကဂျီနာတယောက်အောင်းသွားခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကကဘာနေရအနှံ့မှာဂိတ်တွေထွက်ပေါ်လာခဲ့ပြီးဂိတ်တွင်းမှာရှိတဲ့ဒန်ဂျွန်တွေကမွန်စတာတွေနဲ့သူတို့ကိုနှိမ်နင်းမှုစွမ်းနေတဲ့နိုးထောက်လာခဲ့တဲ့သူတွေကြားတိုက်ပွဲပြင်းထန်နေခဲ့တာပါအဲ့ဒီချိန်ဂျင်ဦးကဆေးရုံတက်နေတဲ့အမေနဲ့ညီမဖြစ်သူရဲ့ចောင်းစိတ်ကိုရှာဖို့ဟန်တာတယောက်ဖြစ်လာခဲ့ပါတယ်သူကအီရန်တယောက်ဖြစ်ပြီးရန်နီကပြန်လဲနိုးထောက်လာချိန်မှာအဆင့်ကိုတိုးမြင့်ရမှာဖြစ်ပေမဲ့ဂျင်ဦးကတော့ထူးထူးခြားခြားဒန်ဂျွန်ကနှစ်ထပ်ကွမ်း rate လောက်တဲ့အချိန်မှာတကယ်ဂိမ်းထဲကိုဆွဲသွင်းခံလိုက်ရပြီး level up တဲ့အစွမ်းကိုရရှိလာခဲ့ပါတယ်အရီနောက်သူက Eliza of Flight ဆေးရီဖော်ဆန်နီနဲ့အတူအရေးစစ်သားတွေကိုအမိန်ပေးခန်းစီနိုင်တဲ့အရေး A grade ဖြစ်လာခဲ့ပါတယ်။ဂျင်ဝူကသူ့ကိုအသေးချလိုက်ကြည့်နေတဲ့ညီမဖြစ်သူကိုကြည့်ပြီးအစမပြေလို့လားလို့မေးလိုက်ပါတယ်။ဒါကိုကျတော့ဂျင်နာကခေါင်းခါပြလိုက်ကအတူထွက်သွားပါတယ်။ဒါပေမဲ့ကျောင်းကစော်လေးတွေအားလုံးကဂျင်ဝူကိုပဲအာရုံကျနေကြတာကြောင့်ဂျင်နာကအကိုဖြစ်သူကိုရီးစားမရှိဘူးလားလို့မေးကတယောက်လောက်ရှာပေးရမလားလို့မေးလိုက်ပါတယ်။ဒါကိုကျတော့ဂျင်ဝူကညီမဖြစ်သူရဲ့ပါးကိုဆွဲလိုက်ပြီးအေးစစ်စစ်နေဖို့ဆုံးမနေခဲ့ပါတယ်။အရီနောက်ဂျင်ဦးကဆီယာမနဲ့တွေ့လိုက်တော့ဆီယာမကဂျင်နာကိုအရန်စာတော်ပြီးကျောင်းကလူတွေကြားမှာစံပြဖြစ်နေနိုင်တယ်လို့ချီးကျူးနေခဲ့ပါတယ်။ရီမန်းနာတဲ့ဆေးတက်သူကိုလည်းတက်နိုင်မှာမဟုတ်လို့စိတ်ပူဖို့ပြောလိုက်ပြီးအရန်တွန်းအောင်ပေးဖို့ပြောပြပါတယ်။ပြီးတော့ဆီယာမကဂျင်ဦးကိုတကယ်လို့သာဂျင်နာကနိုးထောက်လာခဲ့ရင်မုတ်ဆိုးလို့ခွင့်ပေးမှလားလို့မေးတော့ဂျင်ဦးကခေါင်းကိုချက်ချင်းခါပြလိုက်ပါတယ်။ဒါကြောင့်ဆီယာမကဂျင်ဦးကိုအကူအညီတစ်ခုတောင်းလိုက်ပါတယ်။ဆီယာမရဲ့အကူအညီတောင်းခံမှုကြောင့်ဂျင်ဦးကဟန်တာဖြစ်နေတဲ့ညီမဖြစ်သူရဲ့ငယ်ချင်းကိုလာတွေ့ခဲ့ပါတယ်။ကောင်မလေးကဂျင်ဝူးကိုတငယ်ချင်းရဲ့ကိုဆိုတာသိတော့သူမကိုလာတွေ့ရတဲ့အတွက်အံ့ဩနေခဲ့ပါတယ်။ဂျင်ဝူးကကောင်မလေးကိုအီရန်လောက်နဲ့စီးပွားရှာနေလို့မရဘူးလို့ပြောတာကြောင့်ကောင်မလေးကသူ့ကိုတရားလာချနေရဲဆိုရင်ပြန်လိုက်တော့လို့ဂျင်ဝူးကိုပြောလိုက်ပါတယ်။ဒါကိုကြောတော့ဂျင်ဝူးကတရားချဖို့လာတာမဟုတ်ဘူးလို့ဆိုကသူနဲ့အတူလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဒေါန်ဆိုးကဂျပန်နိုင်ငံကိုပြန်လာပြီးသူ့ကိုဟန်တာဖွဲ့ရဲ့ဥက္ကဋ္ဌကလာကြိုခဲ့ပါတယ်။ဒေါန်ဆိုးရဲ့အချင်းဒီနိုင်ငံကအမြဲတမ်းစုပ်ပြတ်နေရပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဥက္ကဋ္ဌကဒေါန်ဆူကိုဘလောက်ကြောင်နေမှလဲလို့မေးလိုက်တော့ဒေါန်ဆူကတိတ်နေခြင်းစရာကောင်းတဲ့နေရာမဟုတ်လို့အကြာကြီးနေမှာမဟုတ်လို့စိတ်ပူနေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဥက္ကဋ္ဌကဒေါန်ဆူကိုအခုလိုလာကြိုတာကသူတို့နှစ်ယောက်ကိုတွေ့ရုံပဲလားလို့ဆိုတော့ဒေါန်ဆူကသူ့ကိုနှိမ်ချရလို့ထင်ကဒေါသထွက်သွားပေမဲ့ဥက္ကဋ္ဌကတော့တည်ငြိမ်စွာနဲ့ပဲသူကတာဝန်ရလောက်တာပါလို့ပြန်ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းအကြီးကဲတွေကအစည်းအဝေးလုပ်နေခဲ့ပြီးထူးခြားဖြစ်စဉ်ပေါ်လာတဲ့အရာတွေနဲ့ပတ်သက်ကဆွေးနွေးနေပါတယ်။အဲ့ဒီချိန်တထေးအန်နဲ့ရန်တို့ကပေါ်လာတဲ့ဂိတ်တစ်ခုရဲ့အနားမှာရှိနေချိန်ဂျင်ဝူတို့ကရောက်လာပါတယ်။တကယ်တော့ဂျင်ဝူကအန်တို့ကိုဘေးကနေလေးလာခြင်းကြောင့်အကူအညီတောင်းထားခဲ့တာပါအန်ကဂျင်ဝူခေါ်လာတဲ့ကောင်မလေးကိုမြင်တော့တခဏတွင်းမှာပဲသူမကိုမှတ်မိသွားခဲ့ပါတယ်သူတို့စကားပြောနေချိန်ကင်ကရောက်လာပြီးအမြန်လို့ဖို့ပြောပါတယ်ကင်ကအေရန်ရှိတဲ့ဟန်တာတယောက်ဖြစ်ပါတယ်အရီနောက်သူတို့ကဂိတ်ထဲဝင်ဖို့ပြင်ဆင်ပြီးဂျင်ဝူတို့ကိုပါဘေးနားကနေပတ်ဝန်းကျင်ကိုလေးလာဖို့ထည့်ပေးလိုက်ပါတယ်ကင်ကတော့ဂျင်ဝူတို့ကိုလှုပ်ရှုပ်တယ်လို့ထင်နေခဲ့ပြီးထင်သေးနေခဲ့တာပါတစ်ဖက်မှာလည်းဂျင်ဝူကသူ့အနေနဲ့ကောင်မလေးကိုဟန်တာအလောက်ကခက်ခဲတာကိုမြင်ပြီးစိတ်ပြတ်သွားအောင်လှုပ်ချင်နေခဲ့တာပါလူကရမ်းများနေတာကြောင့်ဂျင်ဝူကမစ်ရှင်ကလွယ်လွယ်ပြီးတော့မှကိုစိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့ဂိတ်ထဲကိုဆက်ဆက်ဝင်လိုက်ချင်းမှာပဲဂျင်ဝူကထူးခြားတာတစ်ခုကိုလေ့ထားမိသွားခဲ့ပါတယ်။ဒီ feeling ကြောင့်ဂျင်ဝူကကောင်မလေးကိုခေါ်ပြီးအပြင်ကိုပြန်ထွက်ဖို့လုပ်ခဲ့ပေမဲ့လုံးဝမရတော့ပါဘူး။ဒါကြောင့်ဂျင်ဝူကအန်ကိုဟန်တာရဲ့တကယ်တိုက်ခိုက်ရေးသမားတွေကိုဖုန်းဆက်ပြီးအသိပေးဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းစီစင်ဂိတ်က red gate ကိုပြောင်းလဲသွားတဲ့သတင်းကြောင့်လန့်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဂျင်ဝူတို့ကတော့နှင်းတွေဖုံးလန်းနေတဲ့နေရာကိုရောက်နေခဲ့ပါတယ်။အဲ့ဒီချိန်သူတို့ဝင်လာတဲ့ဂိတ်ကပျောက်သွားတာကြောင့်သူတို့ကပြန်ထွက်လို့မရတော့ပါဘူးဂျင်ဝူကသူခေါ်လာတဲ့ကောင်မလေးကိုဒါက red gate ပဲလို့ပြောလိုက်ပြီးဒီထဲကိုရောက်သွားရင်အပြင်နဲ့ဆက်သွယ်မရနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူတို့ကရန်သူရဲ့ခေါင်းဆောင်ကိုနိုင်အောင်နိုင်မှသာဂိတ်ကပြန်ပွင့်လာမှလို့ပြောပြခဲ့ပါတယ်အဲ့ဒီချိန်ဂျင်ဝူကလေထဲကနေကောင်မလေးစီဥတီလာနေတဲ့မြားကိုမြင်ပြီးဖမ်းထားပေးလိုက်ပါတယ်ကောင်မလေးကဂျင်ဝူကြောင့်လွတ်သွားပေမဲ့သူမလိုပြစ်ခံလိုက်ရတဲ့ကောင်လေးကတော့လဲကျသွားခဲ့ပါပြီအဲ့ဒီချိန်အပင်တစ်ခုပေါ်မှာတော့ ice off တွေကရှိနေခဲ့ပါတယ်သူတို့ကဂျင်ဝူကိုကြည့်ပြီးချင်းချောင်းနေခဲ့ကပျောက်သွားခဲ့ပါတယ်အခုချိန်ကအကူကြီးတောင်းများတဲ့ချိန်ဖြစ်နေတာကြောင့် rank မြင့်ဆုံးဖြစ်တဲ့သူ့ရဲ့စကားကိုနားထောင်ဖို့ပြောလိုက်ပါတယ်။ပြီးတော့သူကဒီချိန်နေမှာအားလုံးကိုခေါ်သွားဖို့ဖြစ်ဘူးလို့ဆိုကအဖွဲကိုနှစ်ဖွဲ့ခွဲဖို့လုပ်နေပါတယ်။အတော်များများကကင်နောက်ကိုလိုက်ကြပြီးဒါပေမဲ့ကင်ကစီရန်တယောက်နဲ့ဂျင်ဝူတို့အီရန်နှစ်ယောက်ကိုတော့ခေါ်မသွားခဲ့ပါဘူး။ဂိမ်းထဲကတရက်ကအပြင်ကတနာရီနဲ့ညီမျှရလို့ပြောလိုက်ပြီးဒီကြားထဲသူတို့ကခေါင်းဆောင်ကိုအနိုင်ယူတဲ့အချိန်ထိစောင့်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဟဲဂျင်းကကင်ကိုသူမကဂျင်ဝူတို့ဘက်ကိုသွားလို့ရလားလို့မေးလိုက်ပါတယ်။ဒါကိုကျတော့ကင်ကဘောပဲလို့ဆိုပြီးဒါကဟီဂျင်းအနေနဲ့ဂျင်ဝူတို့ကိုတနားနေလို့ပဲဖြစ်မယ်လို့တွေးနေခဲ့ပါတယ်။အဲ့ဒီချိန်ဟီဂျင်းကဂျင်ဝူကိုစောနာကမြားလာနေတာကိုကင်နောင်မြင်လိုက်ဘူးလို့ပြောပြီးရှင်ကအီရန်မဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။သူမကဂျင်ဝူကိုအီရန်ဒါမှမဟုတ်ရင်အဲ့ထက်ပိုကြော်မယ်လို့ထင်နေခဲ့ပါတယ်
အဲ့ဒီချိန်ကင်ကဂျင်ဦးတို့ကိုငါကပွင့်နေတဲ့လမ်းတိုင်းသွားမယ်လို့ပြောတော့ဒါဆိုရင်သူကတောအုပ်ထဲကိုသွားမယ်လို့ဆိုကလမ်းခွဲခဲ့ပါတယ်ကင်တို့ကဆက်သွားရင်200ရောက်မှရက်လိုက်ပါတယ်ပြီးတော့ကင်ကဘေးကတစ်ပင်တွေမှာရှိနေတဲ့ချီယာတွေကိုပြပြီးဒါကရေခဲဝုံဝုံနေရဲ့နေရာပဲလို့ဆိုကသူတို့နဲ့တွေ့ရင်ဂျင်ဦးတို့အားလုံးတင်ပါပဲလို့ပြောနေခဲ့ပါတယ်အားလုံးကလည်းဂျင်ဦးတို့ကလေ့ကျင့်မှုတော့တောင်မရှိဘူးလို့နှိမ်ချပြောဆိုနေခဲ့ပါတယ်ခဏကြာတော့ရေခဲဝုံဝုံတွေကထွက်လာပြီးကင်ကအားလုံးရဲ့ရှေ့ကနေဥဆောင်တိုက်ခိုက်ပြီးခဲ့ပါတယ်တစ်ဖက်မှာတော့ဟီဂျင်းကအားလုံးကိုရက်ခိုင်းလိုက်ပြီးသူမကဘေးကချီယာတွေကိုပြသလိုက်ခါဒါကရေခဲဝုံဝုံနေရဲ့နေရာပဲလို့ပြောပါတယ်ဒါကိုကြောင်းတော့ဂျင်ဦးကဒါကြောင့်ပဲတောအုပ်ထဲကိုဆက်သွားတင်တယ်လို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ရေခဲဝုံဝုံနေရှိတဲ့နေရာမှာတခြားအားကြီးတဲ့သတ္တဝါဆိုတာမရှိနိုင်လို့ပါဂျင်ဦးကဟီဂျင်းကိုဝုံဝုံတွေကညံများတဲ့ ice off တွေထက်စာရင်တော်ပါသေးတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြောင်းတော့ဟီဂျင်းကသူမအနေနဲ့အဲ့လောက်ထိမတိုးလိုက်မိဘူးဆိုကတောင်းပန်ခဲ့ပါတယ်ဂျင်ဦးကတော့ဒါပေမဲ့ဒီတောအုပ်ကအရန်ကိုအေးတာပဲလို့ဆိုက item တွေကိုထုတ်သုံးပြီးအားလုံးအတွက်အနှွေးတွေကိုပေးလိုက်ပါတယ်ဒါအောင်မြင်တော့အားလုံးကအံ့ဩသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ run မြင့်တဲ့သူတွေတောင် item တွေကိုတစ်ခုတစ်ခုလောက်ပဲသုံးနိုင်တာဖြစ်လို့ပါအဲ့ဒီချိန်ကောင်မလေးကဂျင်ဦးကိုအကိုကတကယ်ပဲဘယ်သူလဲလို့မေးလိုက်ပါတယ်ဒါကိုကြောတော့ဂျင်ဦးကကောင်မလေးကိုမင်းတို့ငါကတောင်းခံခေါ်လာတာကြောင့်အားလုံးကိုတောင်းယူပေးမယ်လို့ပြောလိုက်ပြီးစားသူကိုဘာတစ်ခုမှမမေးနဲ့လို့ပြောလိုက်ပါတယ်ပြီးတော့ဂျင်ဦးကဟဲချင်းတို့ကိုလည်းသူ့ကိုဘာမှမေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီချိန်ဝုံဝုံတွေကရောက်ရှိလာတာကြောင့်ဂျင်ဦးကအားလုံးကိုနောက်မှနေဖို့ပြောလိုက်ပါတယ်အပြင်ဘက်မှာတော့ယွန်းဟိုကဂိတ်ကိုဖွင့်ဖို့စူးစမ်းပေမဲ့ဂိတ်ကလုံးဝဖွင့်မရခဲ့ပါဘူးဒါကြောင့်သူကအထဲကနေတယောက်နှစ်ယောက်ပြန်ထွက်လာဖို့မျှော်လင့်နေခဲ့ပါတယ်အန်ကတော့အထဲကိုတိုက်ခိုက်ရသမားပြင်လေးလာမဲ့သူတွေကပါဝင်သွားတယ်လို့ပြောတော့ယွန်းဟိုကလှန်သွားပြီးအဆင့်ဘလောက်လဲလို့မေးလိုက်ပါတယ်အန်ကအီရန်ဆိုပေမဲ့ဂျင်ဦးကနှစ်ထပ်ကွမ်းနိုးထောက်သူတို့တန်တရားရှိနေတယ်လို့ပြောပြီးဒါကိုဂျင်ဦးကတော့ဖုံပြသေးဘူးလို့ပြောပါတယ်အဲ့ဒီချိန်ဒေါန်ဆူရိုကပါရောက်လာတာကြောင့်ယွန်းဟိုကလှန်သွားပြီးအမေရိကကိုထွက်သွားတဲ့သူကဘာလို့သူတို့ပိုင်းတဲ့ထဲမှာရှိနေရလဲလို့မေးလိုက်ပါတယ်ဒါကိုကြောတော့ဒေါန်ဆူကလည်းယွန်းဟိုကိုမင်းတို့ကရောဘာလို့တိုက်ခိုက်ရေးမှုတ်တဲ့သူတွေကို racket ထဲထည့်ပေးလိုက်တာလဲလို့မေးလိုက်ပါတယ်ဒါကိုကြောတော့ယွန်းဟိုကဒေါန်ဆူကလည်းဂျင်ဦးကိုလိုက်နေရဆိုတာဘောပေါက်သွားခဲ့ပါတယ်ဒေါန်ဆူကတော့သူ့အနေနဲ့ဂျင်ဦးကိုတွေ့ဖို့ဝေးလာခဲ့ရတာကိုဂျင်ဦးက racket ထဲပိတ်မိနေလို့မချင်မရဲဖြစ်နေခဲ့ပါတယ်ဟန်တာအဖွဲ့ရဲ့ဥက္ကဋ္ဌကတော့ဂျင်ဦးကအရန်ကိုကန်ကောင်းတဲ့ကောင်မဲလို့တွေးနေပြီးသူကဂျင်ဦးအသက်ရှင်လျက်ပြန်ထွက်လာနိုင်အောင်ထိကန်ကောင်းပါမလားလို့တွေးနေခဲ့ပါတယ်တစ်ဖက်မှာတော့ဂျင်ဦးကဝုံဝုံနေအားလုံးကိုတိုက်ခိုက်ပလိုက်ပါတယ်ညောင်တော့ဂျင်ဦးကအားလုံးကိုအေးစစ်စစ်နဲ့လုံခြုံအောင်ထားပြီးစားစာတွေကိုပါပေးခဲ့ပါတယ်ဟဲချင်းကဂျင်ဦးကိုထူးခြားတဲ့သူပဲလို့ပြောတော့ကောင်မလေးကလည်းထောက်ခံခဲ့ပါတယ်အဲ့ဒီချိန်ဂျင်ဦးကလေ့ကျင့်ခန်းသွားလို့တယ်လို့ဆိုကကြံနေသေးတဲ့ဝုံဝုံတွေကိုသူ့ရဲ့အရေးစစ်တပ်နဲ့အတူတွားပြီးရင်ဆန်ခဲ့ပါတယ်ခဏကြာမှတော့ဝုံဝုံတွေရဲ့ခေါင်းဆောင်ကထွက်လာပြီးသူ့ရဲ့လူတွေကိုတတ်ထားတဲ့အရေးစစ်သားတွေကိုတိုက်ခိုက်ပါတယ်ဒါကြောင့်ဂျင်ဦးကအေဂရစ်ကိုချက်ပြလိုက်တော့အေဂရစ်ကချက်ချင်းပြေးထွက်လာပြီးဝုံဝုံခေါင်းဆောင်ကိုတိုက်ခတ်လိုက်ပါတယ်သူကခဏအတွင်းမှာပဲဝုံဝုံခေါင်းဆောင်ရဲ့ခေါင်းကိုဖျက်ပလိုက်ပါတယ်ဒါအောင်မြင်တော့ဂျင်ဦးကသဘောကျနေခဲ့ပြီးအရင်ကအေဂရစ်ကသူ့ရဲ့ဓာတ်နဲ့တိုက်ခိုက်မယ်ဆိုရင်သူ့အနေနဲ့မနိုင်အောင်ဖုလို့တွေးနေခဲ့ပါတယ်အဲဒီနောက်ဂျင်ဦးကအေဂရစ်ကိုတောင်းကြည့်ရလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ကင်ကသူ့ရဲ့ဖွဲ့သားတွေအားလုံးက ice off တွေရဲ့လက်မှာတေဆုံးကုန်လို့မယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ကြောက်လန့်စွာအော်ဟစ်ပြေးနေခဲ့ပြီးဇလန်းလေးကလည်းတခန်းရက်သွားခဲ့ပါတယ်